အားလုံးပဲမင်္ဂလာပါ Photoshop Chapter 5 ကလေးကိုစလိုက်အောင်ဗျာဒီနေ့ဆရာတို့သွားမယ့် tool လေးကတော့ crop tool လေးပဲဖြစ်ပါတယ် crop tool က mobile phone တွေမှာလည်းပါတာဖြစ်တဲ့အတွက်ကြောင့်ဆရာသိပြီးတွေ့ပြောစရာမလိုဘူးလို့ထင်ပါတယ်ဆရာတို့ကကိုလိုလောက် crop လုပ်ပြီးဒီအပေါ်နားလေးကအမှန်ချစ်ကိုနှိပ်လိုက်မယ်ဆိုရင်ဆရာတို့ပုံလေး crop လုပ်ပြီးတော့ပါပြီဟုတ်ပြီနော်ဒီပေါ်နားလေးမှာငကိုပေးထားတဲ့ preset ratio တွေရှိတယ်အဲ့ဒါတွေအသုံးပြုလို့ရပါတယ်ဆရာကငကို ratio တိုင်းပဲသွားမယ် Photoshop မှာဆရာတို့က crop tool လား crop လုပ်ဖို့အတွက်ဒါမကဆရာတို့ပုံမှာ extra area လိုချင်လဲအသုံးပြုလို့ရပါတယ်ဟုတ်ပြီနော်ဆရာတို့ကိုဘယ်လောက်လိုလဲအဲ့လောက်ကိုပုံမှန်နဲ့ချက်လိုက်မယ်ချက်ပြီးအပေါ်နာအမှန်ချက်နေလိုက်မယ်ဆိုဒီမှာကြည့်လိုက်ပါဆရာတို့ပုံမှာ extra area လေးရလာပါပြီဟုတ်ပြီဒါဆိုရင်ဆရာတို့ဒီအပေါ်နာလေးက content value တစ်ချက်လောက်ကြည့်လိုက်အောင်ဟုတ်ပြီဆရာ content value ကိုအမှန်ချက်နေလိုက်မယ်နေပြီးဆရာဒီပုံမှာကိုဘယ်လောက်လိုလဲအဲ့လောက်ကိုနည်းနည်းလေးအပေါ်ဆွဲတင်လိုက်မယ်ဆွဲတင်ပြီးအမှန်ချင်းနေလိုက်မယ်ဆိုရင်ဒီမှာခဏလေးစောင့်လိုက်ပါသူ process လုပ်နေပါလိမ့်မယ်ဟုတ်ပြီ process ပြီးရတယ်ဒီမှာကြည့်လိုက်ပါဆရာတို့ပုံမှာသူက extra area လည်းပေးလို့အဲ့ပုံမှာဘာလို့လဲသူကကိုတိုင်းဖြည့်ဆွတ်ပေးပါတော့ပြီနော်ဆရာတို့ကို original လေးကိုကြည့်မယ်ဆိုရင်ဒီမှာကြည့်လိုက်ပါဆရာတို့ကို original လေးဟာဘာမှမရှိပါဘူးဒါပေမဲ့ဆရာတို့ content available နဲ့အသုံးပြုတာဖြစ်တဲ့ကြောင့်ဒီအပေါ်မှာဆရာတို့ extra area နဲ့အတူပုံမှာလိုအပ်တဲ့ element တွေကိုပါ Photoshop ပါဖြည့်ပေးပါတယ်ဟုတ်ပြီနော်ဒီအောက်နားလေးကိုတစ်ချက်လောက်ဖြည့်ကြည့်လိုက်အောင်ဗျာ content available ဖွင့်ထားမယ်ဖွင့်ပြီးဆရာတို့ကနည်းနည်းဆွဲချပြီးကိုလိုတလောက်ဆွဲချပြီးအမှန်ချင်းနေလိုက်မယ်ဆိုရင်ခဏလေးစောင့်ပေးလိုက်ပါဟုတ်ပြီဒါဆိုဒီမှာလည်းကြည့်လိုက်ပါဆရာတို့ပုံမှာဒီမှာလည်းထပ်ပြီးသူက Photoshop ကကိုတိုင်းဖြည့်ပေးထားပါတယ်ဟုတ်ပြီနော်အားလုံးပဲ content available ကိုလည်းနားလည်မယ်ထင်ပါတယ်ဟုတ်ပြီ crop tool အောက်မှာပဲ perspective crop tool လေးရှိတယ်အဲ့ဒါလေးကိုတစ်ချက်လောက်ကြည့်လိုက်အောင်ဒီ perspective crop tool လေးကဆရာတို့ document တွေပါလုပ်တဲ့အခါမှာတော်တော်လေးအသုံးဝင်ပါတယ်ဆရာတို့ကဒါမျိုးပုံလေးကိုလိုအပ်တဲ့ down လေးမျက်နှာကိုတစ်ချက် crop tool ဒီ perspective crop tool လေးနဲ့ crop လုပ်မယ် crop လုပ်ပြီးအမှန်ချစ်နေလိုက်မယ်ဆိုရင်ဒီမှာရလာ result လေးကဒါမျိုးလေးဖြစ်ပါတယ်ဗျာဟုတ်ပြီနော်ဒီမှာကြည့်လိုက်ပါအခုဆရာတို့စာလဲဖတ်လို့ရပါပြီဟုတ်ပြီနော်ဟုတ်ပြီဒါဆိုဒီနားအကောင့်လေးကိုတစ်ချက်လောက်ပြန် crop လုပ်ပြပါမယ်ဆရာတို့ကိုလိုအပ်တဲ့လေးမျက်နှာကို crop လုပ်မယ်လုပ်ပြီးအမှန်ချစ်နေလိုက်မယ်ဆိုရင်ဒီမှာကြည့်လိုက်ပါဟုတ်ပြီနော်အားလုံးပဲ crop perspective crop tool လို့လည်းနားလည်မယ်ထင်ပါတယ်ဒီနေ့သင်ခန်းစာလေးကိုဒီမှာပဲဆုံးသက်လိုက်ပါ